ကျွန်တော်တို့ခန္ဓာကိုယ်ကြီးကကားအင်ဂျင်လိုပါပဲရွေ့ရှားသွားလာဖို့စွမ်းအင်လိုအပ်ပါတယ်။ကားတစ်စီးရွေ့ရှားဖို့စွမ်းအင်ကိုဓာတ်ဆီဒီဇယ်တွေကနေရယူရသလိုကျွန်တော်တို့ခန္ဓာကိုယ်ကြီးလှုပ်ရှားသွားလာဖို့အတွက်စွမ်းအင်ကိုကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာအစင်အသင့်တူလောင်ထားတဲ့လောင်စာတွေဖြစ်တဲ့ ATP, phosphocreatine, glycogen နဲ့ fat တို့ကနေပြီးတော့ရယူရပါတယ်။ခန္ဓာကိုယ်ကလိုအပ်တဲ့အခါမှာအဲ့ဒီ chemical compound တွေကိုအစင်စင်ပြောင်းလဲပြီးတော့စွမ်းအင်အဖြစ်ထုတ်ယူကြပါတယ်။ကိုယ်လက်လှုပ်ရှားအားကစားလုပ်တဲ့အခါမှာစွမ်းအင်ထောက်ပံ့ပေးတဲ့ system ကြီး၃ခုရှိပါတယ်။ဒီ system တွေကိုမြင်သာသွားအောင်ကျွန်တော် gear နံပါတ်လေးတွေပေးပါမယ်။ gear number 1 ATP PC system gear number 2 anaerobic glycolysis နဲ့ gear number 3 4 aerobic system လို့ပဲဖြစ်ပါတယ်။ဒီလိုမျိုးစာတန်ပေတန်တွေပြောလိုက်လို့စိတ်ရှုပ်မသွားပါနဲ့ဗျ။ကျွန်တော်မြင်သာအောင်အတက်နိုင်ဆုံးဥပမာလေးနဲ့ထပ်ရှင်းပြပါမယ်။ဆိုကြပါစို့ဥပမာကျွန်တော်တို့ခွေးလိုက်ကြိုက်လို့ပြေးဖို့လိုမယ်ဆိုရင်ပထမ10စက္ကန့်ထိပြေးနိုင်ဖို့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကြွက်သားထဲမှာအစင်သင့်တူလောင်ထားတဲ့လောင်စာတွေဖြစ်တဲ့ ATP နဲ့ phosphocreatine ကနေတဆင့်စွမ်းအင်ကိုထောက်ပံ့ပေးပါတယ်။ဒီ system ကို ATP PC system လို့ခေါ်ပြီးကျွန်တော်တို့ gear number 1အနေနဲ့သတ်မှတ်ပါမယ်။ပထမ10စက္ကန့်ပြေးပြီးသွားပြီဆိုရင် gear number 1လောင်စာတွေကကုန်သွားပါပြီ။အဲ့ဒီခါမှာကျွန်တော်တို့ထပ်ပြေးဖို့လိုမယ်ဆိုရင်တော့ gear number 2ကိုချိန်ဖို့လိုပါမယ်ဗျ။ဒီတစ်ခါမှာတော့ကျွန်တော်တို့ဆက်ပြေးနိုင်မှုအတွက်အဓိကတာဝန်ယူရမယ့်လောင်စာတွေကတော့ glycogen glucose တွေပဲဖြစ်ပါတယ်။ emergency အခြေအနေဖြစ်တဲ့အတွက်ကြောင့်အောက်ဆီဂျင်ရဲ့အကူအညီမယူဘဲနဲ့စွမ်းအင်ကိုထုတ်ပါတယ်။အဲ့ဒါကို anaerobic glycolysis လို့ခေါ်ပြီးတော့ gear number 2အနေနဲ့သတ်မှတ်ပါမယ်။ကားတစ်စီးမှာ gear number 1 2နဲ့ပဲဇက်တိုက်သွားနေကားအင်ဂျင်ဟီတက်လာဆိုကျွန်တော်တို့ခန္ဓာကိုယ်ကြီးကလည်းအောက်ဆီဂျင်အကူအညီမယူဘဲနဲ့စွမ်းအင်ထုတ်တာကြာလာတယ်ဆိုရင်ခန္ဓာကိုယ်ကြီးကလည်းဟီတက်ပါတယ်။အဲ့ဒါကတော့ anaerobic glycolysis ကနေနောက်ဆုံးထွက်လာတဲ့ lactic acid တွေပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ထဲမှာ acid ဓာတ်တွေများလာတဲ့အခါမှာမောပန်းနွမ်းနေတာမျိုးနောက်ပြီးကြွက်သားတွေပူထူလာတာမျိုးဖြစ်တတ်ပါတယ်ဒီအချိန်တွေက2မိနစ်လောက်ထိပဲကျွန်တော်တို့တောင့်ခံနိုင်ပြီးတော့အဲ့ထက်ဆက်ပြေးဖို့လိုမယ်ဆိုရင်တော့ကျွန်တော်တို့ gear number 3 4ကိုချိန်ဖို့လိုပါမယ်ဒီ gear number 3 4မှာတော့ကျွန်တော်တို့ရဲ့အဓိကလောင်စာဆီတွေကတော့ glucose နဲ့ fat တွေပဲဖြစ်ပါတယ်ဒီအဆင့်မှာအောက်ဆီဂျင်ရဲ့အကူအညီယူပြီးတော့များစွာသော chemical reaction တွေကိုဖျက်ဆီးကကျွန်တော်တို့ကိုစွမ်းအင်ကိုထောက်ပံ့ပေးပါတယ်အဲ့ဒါကို aerobic system လို့ခေါ်ပြီးတော့ gear number 3 4အနေနဲ့သတ်မှတ်ပါမယ်ဗျ gear number 3 4ဖြစ်တဲ့အတွက်ကြောင့် gear 1 2လောက်တော့ဆွဲအားယုံအားမကောင်းတော့ပါဘူးဒါပေမဲ့ gear 1 2နဲ့ပဲဇက်တိုက်သွားနေကျွန်တော်တို့စီကုံလွယ်ပေမဲ့ gear 3 4ဖြစ်တဲ့အတွက်ကြောင့်စွမ်းအင်ကိုအချိန်ကြာကြာထောက်ပံ့ပေးနိုင်တဲ့အတွက်မိနစ်ပေါင်းများစွာဆက်ပြီးတော့ပြေးလွှားနိုင်ပါလိမ့်မယ်ဗျကျွန်တော်တို့အားကစားလောကမှာလည်းအားကစားအမျိုးမျိုးရှိတဲ့အနက်ဘယ်အားကစားကတော့ဘယ် energy system ကိုအဓိကထားပြီးအသုံးပြုလဲပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ရဲ့ training plan တွေအလေးပေးစားတောက်ရမယ့်အစားအစာတွေ diet plan နဲ့တောက်သုံးရမယ့် supplement တွေကတော့အမျိုးမျိုးကွဲပြားသွားပါတယ်အားကစားအများစုက hybrid system ဖြစ်ပြီးတော့ဒီ energy system ကြီးသုံးခုလုံးဟန်ချက်ညီစွာပါဝင်ပတ်သက်နေပါတယ်ဗျတချို့အားကစားတွေဖြစ်တဲ့ weight lifting, power lifting နဲ့မီတာ100အပြေးပြိုင်ပွဲစတဲ့အားကစားပြိုင်ပွဲတွေက gear number 1ကိုပဲအဓိကထားအားကိုးရတဲ့အတွက်ကြောင့်သူတို့ရဲ့အဓိကလောင်စာဖြစ်တဲ့ phosphocreatine တွေပြည့်ဝနေဖို့အတွက် creatine supplement အဓိကခရာကြပါတယ်မီတာ400 800အပြေးပြိုင်ပွဲမီတာ100 200ရေကူးပြိုင်ပွဲစတဲ့အားကစားပြိုင်ပွဲတွေက anaerobic glycolysis လို့ခေါ်တဲ့ gear number 2ကိုအဓိကထားပြီးတော့အသုံးပြုရတဲ့အတွက်ကြောင့် glycogen တွေပြည့်ဝနေဖို့အတွက် carbohydrate ကိုများများပို့စားရပါတယ်နောက်ပြီးခန္ဓာကိုယ်ကြီး heat မတက်အောင် acid မဖြစ်အောင်ကျွန်တော်တို့ပြန်ပြီး buffer လုပ်ပေးတဲ့ supplement တွေဖြစ်တဲ့ beta alanine, sodium bicarbonate စတဲ့ supplement တွေကတော့ဒီ gear number 2အတွက်အဓိကအရေးပါပါတယ်အချိန်ကြာကြာနိုင်နဲ့ချီပြီးပြေးရတဲ့ marathon ပြိုင်ပွဲတာဝေးစပိန်ပြိုင်ပွဲစတဲ့အားကစားပြိုင်ပွဲတွေက aerobic system လို့ခေါ်တဲ့ gear number 3ကိုအဓိကထားအားကိုးရတဲ့အတွက်ကြောင့်သူတို့ရဲ့လောင်စာဖြစ်တဲ့ glycogen တွေပြည့်ဝနေဖို့အတွက်ပြိုင်ပွဲမတိုင်ခင်မှာ carbohydrate loading လုပ်ဖို့လိုပါတယ်ဒါအပြင်သူတို့ရဲ့အဓိက supplement တွေကတော့ချွေးထက်များတဲ့အတွက်ကြောင့်ရေနဲ့ဓာတ်စားတွေကအဓိကဖြစ်ပါတယ်ရက်လိုက်ပြေးလိုက်နဲ့မိနစ်ပေါင်းများစွာကစားရတဲ့ကြက်တောင် tennis နဲ့အုပ်စုဖွဲ့ပြီးကစားရတဲ့ဘောလုံး basketball volleyball စတဲ့အားကစားပြိုင်ပွဲတွေကတော့ hybrid system ဖြစ်ပြီးတော့ဒီ energy system ၃ခုလုံးပါဝင်လှုပ်ရှားနေပါတယ်ဗျဒီလိုမျိုးစွမ်းအင်စနစ်တွေကိုနားလည်ထားခြင်းအပြင်ကျွန်တော်တို့ကကိုယ့်ရဲ့ training plan diet plan တွေကိုတိကျစွာစီမံလာနိုင်ပါလိမ့်မယ်မှန်ကန်တဲ့ gear အတွက်မှန်ကန်တဲ့လောင်စာဆီတွေဖြည့်တင်းခြင်းအပြင်ကျွန်တော်တို့ကအမြင့်ဆုံးစွမ်းဆောင်ရည်ကိုရရှိနေမှာဖြစ်ပါတယ်ဒီကုန်းကျုံအနေနဲ့မိတ်ဆွေတွေရောဘယ်အားကစားနည်းတွေကိုကစားနေလဲနောက်ပြီးကိုယ့်ရဲ့ energy system အားကောင်းမှုအတွက်ဘယ်လို supplement တွေကိုတောက်သုံးနေလဲဆိုတာအောက်က comment မှာရေးသွားခဲ့ပါဦးခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဒေါက်တာအောင်မဖြစ်ပါတယ်ဟာရဆိုင်ရာအထူးပြုဆရာဝန်တယောက်ဖြစ်သလို sport nutrition specialist တယောက်လည်းဖြစ်ပါတယ်ဗျနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ရအောင်ပါကျေးဇူးပါ